ဒါလေးကကြတော့အစုံထုတ်ပေါ့နော်ဒါနှစ်ထုံးမြောက်ဒါလေးယူမယ်ဆိုရင်2000ပါရှင်ဘာလေးပါမလဲဆိုတော့ကျွန်မဖောက်ပြပေးမယ်ရှင်ဒါလေးကကြတော့သူကအခုလေရွှေစစ်တင်မှာခစ်စားနေတဲ့ပန်းကတ်ပေါ့နော်ပန်းကတ်ဆွဲကြိုးပုံစံလေးပေါ့နော်အဲ့ဒီဇိုင်းလေးအဲ့ဒါလေးတစ်ခုံးပါမယ်ရှင်ဒီဟာတစ်ထုပ်လုံးမှာเนาะအကုန်လုံးတစ်ထုပ်လုံးမှာ2000ပဲပေးရမှာရှင်ပြီးရင်ဒါလေးကကြတော့ကြောက်ကျိုးပေါ့နော်ကြောက်ကျိုးလေးတစ်ခုပါမယ်ခြေကောင်းလေးကဂျပန်ခြေကောင်းလေးပေါ့နော်အဲ့ဒါကြောက်ကျိုးတစ်ခုပါမယ်ရှင်ရိုးကင်မရာနဲ့ရိုက်ထားဆိုတော့အပြင်ပုံတိုင်းပဲထွက်မယ်ပေါ့စိတ်ချပါအဲ့ဒါတော့ပြီးရင်ယောက်ျားလေးဆွဲတဲ့ဆွဲပြားလေးတစ်ခုပါမယ်ရှင်နောက်ထပ်ကကြတော့ဘာပါမလဲဆိုတော့ကျွန်မအသေးစိတ်လေးတခြားရိုက်ပြပေးမယ်ရှင်နောက်ပြီးတော့ဒါလေးကကြတော့ဒါလေးကဘာကျိုးလေးပါလဲမျက်မှန်ကျိုးပေါ့နော်ဒါလေးကမျက်မှန်ကျိုးလေးတစ်ကျိုးလဲပါမယ်ရှင်ပြန်ရောင်းသမားတွေအတွက်ဆိုရင်အဆင်ပြေရှင်ဘာလို့ဆိုတော့လေအစုံတုပ်ကလေးဆိုခွဲရောင်းလို့ရမယ်ဒါလေးဆိုရင်ဒါလေးကလက်ပတ်ကလေးပါရှင်လက်ပတ်ကလေးတစ်ခုလဲပါမယ်ရှင်ပြီးတော့ဒါကအန်တိတ်ဒင်းကားလေးပေါ့နော်အဲ့ဒီဒင်းကားလေးတွေကလည်းတစ်ခုပါမယ်ရှင်ဒင်းကားတစ်ခုပါမယ်ပြီးရင်ဒါလေးကကီးချင်းလေးထင်တယ်ဟုတ်တယ်ကီးချင်းလေးတစ်ခုပါမယ်ရှင်ဒါလေးကရင်တိုးလေးပါရင်တိုးလေးတစ်ခုပါမယ်ရှင်ဒါအစုံလိုက်ရောင်းတာဆိုတော့လေခွဲတော့မရောင်းပေးပါဘူးရှင်ဒါလေးကကျတော့17မှာထိုးတဲ့ဟာလေးလားရင်တိုးလေးလားမသိဘူးသူကနှစ်ခုတွဲလေးပေါ့နော်အဲ့ဒါတစ်ထုပ်ပါမယ်ပြီးရင်